对，阿龙没明白吧？苦表为没飞哟，让结果才嘛，想人苦哟。比把们来弄到米撇的话不，米这是干拉比来的呀，拉你哟，米的用啊，否你们苦吧的，那他的普通教育比较危险嘛。给他说，比我的几两片。ကဲအားလုံးပဲမင်္ဂလာရှိသောညချမ်းပါဆရာကြီးဖိုးလုံးကိုပြန်တွေ့ပါပြီကျွန်တော်မီးလောင်တာတွေရောကားတိုက်တာတွေရောဆိုတော့ကျွန်တော်ပလဲမီတက်ကပင်ပန်းနေရောဗျာကျွန်တော်တပ်ဖွဲ့ဝင်တွေရောကျွန်တော်တို့ရောညရည်ကောင်းကောင်းမအိပ်ရအောင်ဖြစ်တယ်မိုးလင်းနဲ့ညတွေကများလာတယ်ဆရာကြီးကရောက်ပြီးတော့ဒါ9ရက်အတွင်းမှာပဲလိမ္မာတယ်ပေါ့နော်သူ့လည်းသွန်းဆုံးမဖို့လည်းကိုရီးယားအချိန်မရခဲ့ဘူးပေါ့နော်ဒီနေ့မနေ့က4နိုင်လောက်မှာကျွန်တော်ညကရှာဖွေကယ်ဆယ်ရေးတစ်ခုထွက်ရတယ်ဒီအမတ်3လမ်းမှာရင်တိုင်းမှုဖြစ်တယ်ပေါ့နော်ရင်တိုင်းမှုဖြစ်ပြီးတော့ဒါအဲ့လိုမျိုးမှာရှာဖွေကယ်ဆယ်ရေးထွက်ည7နိုင်လောက်မှာကျွန်တော်ပြန်ရောက်တယ်ပေါ့နော်7နိုင်ခွဲတနိုင်လောက်မှရောက်ဒီမှာစကားတွေပဲပြောတန်ရှင်းရေးပဲလုံနေတယ်ဆရာကြီးအဲ့ချိန်ဒီမအိတ်သေးဘူးမနေ့ကကြာကျွန်တော်တို့ပြင်ပန်းပြီးတော့အိတ်နေတဲ့အချိန်မှာဆရာကြီးကကျွန်တော်တပည့်2ယောက်ရဲ့ဖုန်းနှလုံးယူဆောင်ပြီးတော့မှအိမ်ပြန်တယ်ပေါ့နော်ဒါနော်ငါစိတ်မကောင်းဘူးကွာဒီလား对，天喏，别谁苦人多，跑遍你变不拉没。你妈你把每一说有的，龙王兄们瞄出来，那边没跟把带弄的，都得下掉呢 A 连，A 一万 B 用说你变了看没多一把来。ငါမင်းတို့ဒေါသမဖြစ်ဘူးတဲ့လားနော်ငါစိတ်မကောင်းတာငါမင်းတို့လေဩငါဒီကလေးလေးတော့ငါပြုပြင်ပြောင်းလဲပြီးရလောက်မယ်ဆိုတော့အတွေးပေါ်ကွာငါလည်းသိတယ်မလားအဲ့ဒီသူများပစ္စည်းကိုအဲ့လိုမလုံးအောင်မနေနိုင်ဘူးလားကြည့်ပြောပြီနော်မနေနိုင်ဘူးလားဥသားရောဥထင်လျောင်ကလက်ရှိလူမှုကွန်ရက်မှာပြန့်သွားပြီတားပုံကြီးရောဥထင်လျောင်ပုံကြီးရောပြန့်သွားပြီတားဘယ်မှာမှနေဥသားအမေကြီးကတားကြောင့်ဒုက္ခရောက်တယ်အခုတားကြောင့်ဒုက္ခရောက်ပြီးတော့အမှနေစရာမရှိတော့လို့တားကိုသူတို့အိမ်ရဲ့အရှုပ်ထုတ်ကြီးမိခဲကြီးကိုဥရောမိသက်စခန်းကိုလာပို့တော့ကွာမိခဲကိုမိသက်စခန်းကိုပို့ရင်တော့ငြိမ့်မယ်ပေါ့ကွာသိရမလားအဲ့လိုပေါ့မိဘတွေကတွေးပြီးတော့လာပို့တော့ကွာငါတို့ကကဲတယ်တိတယ်ခိုးတယ်မှန်လည်းတိတယ်လို့တယ်မှန်ငါအမေငါအကူညီမှုကငါအစောကြီးတယ်မင်းနှစ်10နဲ့ရှိနေပြီငါမင်းမူပွေးကပိုက်ပိုက်တဲ့ကောင်ပေါက်ပါစီအဲ့မူပွေးကငါအပေါက်ခံတယ်ငါဒါပေမဲ့ငါတို့ပြုပြင်ပြောင်းလဲပေးလိုက်လို့လူငယ်လေးတယောက်ကောင်းစားသွားတယ်ဆိုလို့ရှိရင်လည်းဒါအကျိုးရှိတယ်ပေါ့ကွာမိဘတို့လည်းအကျိုးရှိတယ်နော်ဟုတ်လားအမနေ့ကဆရာသမားကကျွန်တော်ရှိရဖုန်းနှလုံးယူရတယ်ယူပြီးတော့ပလဲလန်းဆောင်ဘက်ကိုတက်သွားတယ်ပလဲလန်းဆောင်ဘက်ကိုတက်သွားပြီးတော့မှအဲ expert ဝင်းတဝင်းမှာဆရာသမားက battery ကိုထပ်ဖြုတ်တယ်ဟုတ်လားမဟုတ်အဲ expert ပေါ်ဗာတက်လို့တယ်အဲ့မှာမိတာဆရာသမားကိုနော်မိတာလေသူတို့ဘာလို့ပြန်လှုပ်ပေးလိုက်တာလဲနော်မပြောဘူးမင်းပြေးသွားတာလားဩပြေးသွားတဲ့အချိန်မှာအဲဖုန်းနှလုံးကကြံခဲ့တာပေါ့အခုကျွန်တော်တို့စကန်ကဖုန်းတွေလည်းပြန်ရပါပြီနော်လက်ရှိချိန်ကြီးနောက်တစ်ခုကဆရာရသမားကဇာတော့မသေးဘူးဒုတ်ပြီးတာပြီးနော်ဒုတ်ပြီးတာပြီးလို့ကြားတယ်နော်ဟုတ်လားငငယ်ရွယ်လေးနဲ့မပါစက်ရဟာကြည့်ပါဦးလာဒီရှိတို့လာဓမီပေးဓမီပေးဘယ်လိုလုပ်ရမလဲဦးထင်လျောင်ကယ်လို့မရတော့ဘူးတောက်ဦးထင်လျောင်တို့ကသူများကိုကယ်ပြီးအပြင်တွေထွက်လာတယ်အခုဆိုကြည့်လူဟာတချို့ဆိုကွန်မန့်ထဲမှာတွေ့တယ်ကွန်မန့်ထဲမှာဆရာကြီးခံလိုက်ရပြီပေါ့လို့ပါတော့ခံလိုက်ရလဲဘာမှမဖြစ်ဘူးနော်ဘယ်သူမှမဖြစ်တဲ့အလုပ်တစ်ခုကိုလုပ်ရတဲ့အချိန်မှာဒါကျွန်တော်တို့ကလူသားချင်းကိုချင်းစားတဲ့စိတ်သားသမီးချင်းကိုချင်းစားတဲ့စိတ်နဲ့ကျွန်တော်တို့ကဆောင်ရွက်ရတာဖြစ်တယ်နော်ကဲလာပါကွာမင်းငါးဘက်ကိုလာပါမင်းတယောက်တည်းကြောက်တယ်မကောင်းဘူးလားငါးဘက်မှာလာထိုင်လားနော်ကဲဘလို့လဲကဲအောင်လားမကဲရတော့ဘူးလားမစားပြပါဘူးဘာမှမစားသေးညငါတို့ကပေါ့စီကြံသေးလားကျွေးနေတာလေကျွေးနေတာမင်းကိုဖမ်းလာတဲ့အမတွေကမဆိုင်တာမှမင်းရတယ်ငါတို့ fan တွေများတယ်ကွာ呀，牛人嘛，格里皮多内生呀，都冷来说了，你已经过来漏的。无鸡哦，别吃了呀，格里也白看那么肉哈，你也阴也大，多里了钢铁能了有，格里也不了输入里，上买你呀，冷王真到。过来嘛，该过来你怕进来什么他这都有野过野往考虑试试你还，几样的，
ဒီရလူတော့မှမရမှာဟိုဒီမှာဒီရ ဝိနိုင်ရောင်းဒီလိုက်ဒီပါအားတော့ဝင်နေဝိနေဒီပါဝိနိုင်နေပေါ့နေမိကလေးပြတယ်မရောက်ပဲရှိရတမီးတိုင်းပေါက်တာဒီမမတိတ်ချတယ်တော်ရှိန်ပြင်းနေကျွန်တော်ရှိတယ်တိတ်နောက်တိတ်ချရတယ်ကျွန်တော်ရှိမှာအဲ့ဒါကျွန်တော်ဒေါကန်ပြီးမလုံနဲ့လို့ပြောအဲ့ကျွန်တော်တော့ပြန်ပြောတယ်ခလေးပဲမဲမဲပြီးရတယ် အားရဆိုမလုပ်တော့မှဘူးစောင်းချက်ပါမလုပ်တော့ရုံးမလို့ပြောင်းမှမရှိရုံးမလို့ပြောင်းမှနော်အေးစစ်စစ်ဒီကိစ္စအဲ့ဒါရနေတယ်လို့ထောင်းလိုက်အဲ့ဒီရှင်ဆိုင်ကိုပေါ့ကျင်းတယ်နောက်ကြံတဲ့ကလေးရအောင်နေမွေးပါအခုဒီကလေးလေးကအခုညီမလုပ်တဲ့ကလေးကသမီးလေးအသက်ဘယ်လောက်လဲ9နှစ်နော်9နှစ်အခုဒီကရက်ကွက်ကလူတွေကလည်းဒါမျိုးဝိုင်းပြီးတော့ဆုံးဖြတ်ပေးတာပေါ့နော်ကလေးကိုမွေးသားမဲ့ဥကေဟာတို့ညီမသဘောတူလားဟုတ်လို့ဆိုညီမကဘယ်သူမှမတိုက်တော့ဘူးနော်အတင်းအဓမ္မလည်းမပြောဘူးဟုတ်ပြီကိုသမီးရှည်ရေးအတွက်ကိုကြည့်ပြီးကိုထည့်ပေးတာမှန်ပြီနော်ညီမကဘယ်သူမှအတင်းအဓမ္မလည်းဟိုနေမလို့ညီမအလုတ်ကဘာလုပ်လဲပလုံကောက်တာနော်မိသားစုစားဝတ်နေရေးခက်ခဲတယ်ဆိုလို့ရှိရင်လေဟိုပြောဟိုတချို့ကုညီလူတွေရှိပါတယ်နော်ဟုတ်နော်နင်ဒီလိုမျိုးလုပ်လိုက်တာကဒါတော်တော်ကြီးကိုမှားတာနော်ကိုသားသမီးအရင်ချာတော့မှန်တယ်ဒါပေမဲ့နင်ဆုံးမတဲ့ဟာကြီးကနင်းနဲ့လွဲနေတာနော်ဟုတ်အဲ့ဒါပဲသူပဲလားသမီးမမဟုတ်တာဦးရဲ့သမီးနော်ညီမတော့သူမဟုတ်ဘူးဟုတ်ငါလွှဲပြမယ်ညီမကလေးကိုဥမာလက်ခိုင်နေဝင်လို့ပါကလေးကိုဥကေဟာတွေကမွေးစားမယ်ဆိုရင်သမီးအနေနဲ့ပေးမလားဟုတ်ကဲ့ပေးပါကြည်လေးပြောငါမကြားလို့လက်ခတ်မယ်ကြည်ယူလက်အိမ်မှာခဏထားတော့ရှောက်လိုက်သွားတယ်ရှောက်လိုက်သွားဟောနိုင်ငါမတွေ့ရဘူးအေးဟုတ်ပြီကလေးကိုအဲ့လိုမျိုးကောင်းစားပါလားဒီမော